မင်္ဂလာပါခင်ဗျာစကားပြောလို့မလားပုံစံ203ဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့ကမင်းတာကိုလုပ်လို့ရမှာမဟုတ်ပါဘူးတခုကိုတားမြစ်တဲ့သဘော formal ဆန်ဆန်အသုံးတစ်ခုကိုလေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင်ပါမင်းတာကိုလုပ်လို့ရမှာမဟုတ်ပါ you are not to plus နောက်က infinitive ပုံစံအသုံးကိုသုံးရမှာဖြစ်ပါတယ် you are not to plus infinitive မှာကျွန်တော်တို့ကကိုသုံးရင်လည်းအသုံးကိုထည့်ပြီးတော့သုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့လူလာဝတ်ကြပြကိုကြည့်အောင်ပါYou are not to be late for school. မင်းကျောင်းလာကြလို့ရမှာမဟုတ်ပါ You are not to enter this room without permission. ဒီအခန်းကိုခွင့်ပြုချက်မရှိဘဲနဲ့မင်းဝင်လို့ရမှာမဟုတ်ပါ You are not to touch the pennies in the gallery. ခန်းမထဲမှာပြပွဲခန်းမထဲမှာအကြီးကားတွေကိုမင်းတို့ထိလို့ရမှာမဟုတ်ပါဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ You are not to talk during the exam. စာမေးပွဲပြင်တဲ့အချိန်တော်တွင်မှာစကားပြောလို့ရမှာမဟုတ်ပါ You are not to leave the house after 10 p.m. ည7:00နာရီနောက်ပိုင်းမှာဒီအိမ်ကလေမင်းထွက်လို့ရမှာမဟုတ်ပါ You are not to bring food into the library စာကြည့်တဲ့အတွင်းသို့အစားအသောက်များယူလာလို့ရမှာမဟုတ်ပါဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ You are not to play games during class အတန်းချိန်မှာ game ကစားလို့ရမှာမဟုတ်ပါ You are not to park your car here မင်းကားကိုဒီနေရာမှာရပ်လို့ရမှာမဟုတ်ပါ You are not to open this box until tomorrow မင်းမနက်ဖြန်မရောက်ခင်မှာဒီတစ်တာကိုဖွင့်လို့ရမှာမဟုတ်ပါ You are not to share your password with anyone မင်းတခြားသူတူတယောက်ကိုမင်းရဲ့ password ကိုပေးလို့ရမှာမဟုတ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာဒီခါတော့ကျွန်တော်တို့က formal ဆန်ဆန်အသုံးမင်းတာကိုလုပ်လို့ရမှာမဟုတ်ပါဆိုတဲ့အသုံးကိုလေ့လာကြတာဖြစ်ပါတယ်နမူနာဝတ်ချက်များကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါ